ဘန်တို့ကျောင်းကနောက်ပွဲကြရင်ဂျိုရှော့ဘန်ကိုအနိုင်ယူပြမယ်လေဟာတာပါပဲဂျိုရှော့ဘန်နိုင်သွားတဲ့ပွဲမှာဘန်တို့ကျောင်းကလာကြည့်ပြီးဂျိုရှော့ဘန်ကိုနောက်ပွဲကြရင်အနိုင်ယူပြမယ်ဆိုပြီးပြောပါတယ်ဘန်တို့ကျောင်းကကျွန်တော်သူ့အားနဲ့ချက်တွေကိုတီးသွားခဲ့ပြီးပွဲလာကြည့်လိုက်တာကျွန်တော်တက်တန်းသွားခဲ့တယ်ကျွန်တော်တေချာပြင်ဆင်ထားသလိုအခုလည်းဖန်အားနဲ့ချက်တွေကိုတီးသွားခဲ့ပြီးနောက်ပွဲကြရင်သူကကျွန်တော်နဲ့ရင်ဆိုင်ရမှာပါဆိုပြီးတော့ပြောသွားခဲ့ပါတယ်ဘန်တို့ကျောင်းကလည်းဘန်ကစိတ်ပါရင်နောက်တစ်ချိန်ပြန်ထိုးလို့ရတယ်ဆိုပြီးစင်မော်ကနေပဲစင်ခေါ်သွားခဲ့ပါတယ်အမှန်တိုင်းပြောရင်တော့ဘန်တို့ကျောင်းနဲ့သာဆိုရင်တော့ဘန်ကလူကမာမဟုတ်ပေမဲ့ဖန်လေးနဲ့တကယ်တော့ကျိုးစားရင်ဘန်တို့ကျောင်းကလည်းနောက်တစ်ချိန်ထပ်ပြီးအနိုင်ယူပြနိုင်ပါတယ်အခုပွဲမှာဆိုရင်လည်းဗန်ကတာယာရဲ့အဖိခံပြီးမှပါနဲ့စွာအပြိုင်နိုင်ပြသွားခဲ့ပါတယ်။တကယ်ကိုပြောင်ပြောင်တဲ့စွမ်းရည်မျိုးကိုဗန်ကပြသသွားခဲ့တာပါ။ဂျပန်ဖိုင်တာကလည်း Brandon Moreno ကိုနိုင်တယ်ဆိုပြီးတော့သွေးနဲ့ထင်တက်နေတာပါ။ဒါပေမဲ့ဗန်နဲ့အတွင်းမှာတော့သူ့ရဲ့အစီအစဉ်တွေကအလုံးမဖြစ်ခဲ့ပါဘူး။တကယ်ကိုပါနဲ့လုံးအရေးချင်းရှိလုံးပါတယ်။နောက်ပြီးတာယာဆိုရင်လည်းအခုဆိုရင်ဗန်ဘလောက်ကောင်းနေဆိုတာကိုသဘောပေါက်သွားပြီဖြစ်ပါတယ်။ဒါပေမဲ့ပွဲပြီးမှအထိုးခံနေရတာကြောင့်ဒိုင်းကပွဲရဲ့ပေးလိုက်တာကိုပေါက်ကွဲပြနေတာကတော့လုံးဝမမိုက်ပါဘူး။သူမထိုးနိုင်တော့လို့သာဒိုင်းကပွဲရဲ့ပေးလိုက်တာပါ။ဒါကိုသူကပဲအသာစီးကနေထိုးတဲ့ပုံစံနဲ့ပေါက်ကွဲပြပါတယ်။တကယ်ကို professional မဆန်တဲ့လုပ်ရမျိုးလည်းဖြစ်ပါတယ်။ဒါကိုပန်နိုဂျာလည်းမြင်ပါတယ်။ဒါပေမဲ့ပန်နိုဂျာကဖန်ကောင်းတာကိုမြင်တာတော့လေကတော့မလျှော့ပါဘူး။လာမယ့်ပွဲကတော့တော်တော်လေးကိုကြီးလို့ကောင်းမှာပါ။တကယ်ကိုပြိုင်ဆိုင်မှုပြင်းထန်မဲ့ပွဲလေးဖြစ်ပါတယ်။ဒါပေမဲ့အခုလက်ရှိမှာတော့ဗန်ကသူကချန်ပီယံဆစ်ဆိုတာကိုတက်တည်ပြသွားခဲ့တာပါ။ပန်နိုဂျာဖြစ်စလို့နိုင်သွားလို့အောက်ကျေးတောင်ဖွင့်ခံထားရတဲ့ဗန်ကအခုတော့ကဘာကိုထပ်ပြီးတော့တက်တည်ပြနိုင်ခဲ့ပါပြီ။ပါနဲ့တော့ကိုသဘောကျတာပါအရင်ဆုံးအဖိခံလိုက်တယ်အဖိခံနေရတဲ့အချိန်မှာပြန်ဘက်ကိုစကန်ဖတ်လိုက်တယ်ပြီးမှအသားစီးကနေပြန်ကျိုးသွားပြခဲ့ပါတယ်နောက်ပြီးတော့ဘလောက်ကြီးတော့မှပြန်မဲ့အထာကိုတီးသွားလဲဆိုရင်ချုပ်ကွက်နဲ့တော့တရာကိုပြန်နိုင်ယူပြတော့မဲ့အချိန်ပါပဲလေမင်းကိုရဲမညစ်ပဲရှော့ပေးလိုက်လို့တော့ဘန်ကတရာကိုလဲထုံးနေနိုင်လိုက်တာပါအဲ့ဒီရင်းနဲ့ပဲချုပ်ပြီးအနိုင်လိုက်ရင်ဘန်လို striking fighter မျိုးကချုပ်ကွက်နဲ့ပါအထူးဆန်းဆုံးအနိုင်ပြသွားမှာဖြစ်ပါတယ်ဒါကြောင့်ဘန်ကိုမြန်မာပရိသတ်တွေကဘာကြောင့်အခုနောက်ပိုင်းမှာအရန်အားပေးကြလဲဆိုတာအခုဆိုရင်တော်တော်များများသဘောပေါက်သွားကြပါပြီUFC လိုခက်ခဲကျန်းတဲ့နေရာမျိုးမှာမြမအလံကိုဂုံရအောင်လုပ်ပေးတာနဲ့တင်ဘန်အတွက်ကကြီးကျူးစရာစကားလုံးတွေတောင်ရှာလို့မရတော့ပါဘူးဘယ်လိုပဲဖြစ်ဖြစ်ဘန်ခုလိုမျိုးနိုင်ပြသွားခဲ့တဲ့အတွက်တော်တော်လေးတော့ပြောမိပါတယ်နောက်ပြီးအော်လာအန်ဆန်ကစ်တုံးကအတိုင်းခုလက်ရှိမှလည်းကျွန်တော်တို့ကဘန်ကိုအားပေးတင်ပါတယ်တကယ်ကိုရေးချင်းရှိလို့တဲ့အတွက်အခုလိုမျိုးထိပ်သီးနေရာမျိုးကိုထိပ်တန်းအဆင့်နဲ့ရက်တီပြနေနိုင်တာဖြစ်ပါတယ်အာရှာသားဆိုရင်အထင်သေးတယ်အဲ့လိုအထင်သေးခံရတဲ့အာရှာသားကပဲလုပ်ပြသွားပါတယ်တကယ်ကိုပြိုင်ဆန်ရှားဖိုက်တာတူပါပဲ